မြင်ရတဲ့ရုပ်လောကမှာကျွန်တော်တို့ကိုလှည့်စားထားတဲ့အရာတွေအများကြီးရှိတာဖြစ်တယ်။အဲ့ဒီထဲမှာကျွန်တော်တို့ကဘယ်ဟာကို focus ထားပြီးမှကျွန်တော်တို့လှုပ်ဆောင်နေတာလဲ။ကျွန်တော်တို့တတ်တာထဲမှာအင်မတန်မှအရေးကြီးတာဖြစ်တယ်။ဆိုတော့ကျွန်တော်တို့လူသားအားလုံးရဲ့အရင်အမြင့်ဖြစ်တဲ့ပင်စီမြင့်ကြီးတကူပြီးတော့အရာကနေကျွန်တော်တို့ဟာစီးစိနာဖြစ်တယ်ရှင်းတန်တာဖြစ်တယ်သူနိုင်တာကျွန်တော်တို့ကအမိပြုမှတာကျွန်တော်တို့တိမှတာကျွန်တော်တို့ရဲ့အတ္တဟာလည်းပူပြီးမှအတိတ်ပဲရှိစေတယ်ပူပြီးမှပြီးဆုံးစေတာဖြစ်တယ်ဒါဟာဘုရားသခင်ရဲ့အလိုတော်ဘုရားသခင်ရဲ့လူတွေကိုဖန်ဆင်းထားတဲ့ရည်ရွယ်ချက်ဖြစ်တယ်ဒါမှမဟုတ်ဘဲကျွန်တော်တို့ကခဏတာတည်တဲ့ပင်စီအမြင့်သေးတွေကိုကျွန်တော်တို့ဆွဲကင်တိုင်ပြီးမှအမိပြုမယ်ဆိုရင်ကျွန်တော်တို့အတ္တတော့ရှင်မယ်လို့တော့လေကျွန်တော်တို့ဘဝကြီးဟာအတိတ်ပဲရှိစေမှာမဟုတ်ဘူး